အားလုံးပဲမင်္ဂလာပါဒီနေ့ဒီဗီဒီယိုလေးမှာတော့မိတ်ဆွေအနေနဲ့သတိထားတဲ့အရာလေးတစ်ခုကိုမျှဝေပေးချင်ပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ energy လို့ခေါ်တဲ့ကျွန်တော်တို့ရဲ့လုံနိုင်စွမ်းပါဟုတ်ပါတယ်ကျွန်တော်တို့ကိုယ့်ရဲ့လုံနိုင်စွမ်းဘယ်အချိန်မှာအမြင့်ဆုံးလဲဘယ်အချိန်တွေမှာလုပ်ရင်ကိုယ့်ရဲ့ energy ကပို့ပြီးတော့အားကောင်းလဲဆိုတာကျွန်တော်တို့အနေနဲ့သိထားဖို့လိုပါတယ်ဟုတ်ပါတယ်ဒီဟာကိုသိချင်းအဖြစ်မိတ်ဆွေရဲ့တဏိတာလှုပ်ဆောင်မှုတွေမှာပို့ပြီးတော့တိုးတက်ပြောင်းလဲကောင်းမွန်လာပါလိမ့်မယ်တချို့လူတွေကမနေ့အစောပိုင်းမှာကိုယ့်ရဲ့ energy ကအကောင်းဆုံးဖြစ်တယ်မနေ့အစောပိုင်းမှာကျွန်တော်တို့လုပ်မယ်ဆိုရင်အလုပ်တွေကပုံမပြင်းမြောက်လေးရှိတယ်ဒုတိယတစ်ယောက်ကကျတော့သူကနေလကင်းမှာလုပ်ရင်သူ့အတွက်ပို့ပြီးတော့စွမ်းအားရှိတယ်သူ့အတွက်ပို့ပြီးလုံနိုင်အားရှိတယ်လို့ခံစားရတယ်နောက်ဆုံးတတိယတစ်ယောက်ကသူကပါလဲဆိုတော့သူကညပိုင်းမှာလေးလာတင်ယူမှုတွေလုပ်တာညပိုင်းမှာသူလုပ်ရမယ့်အလုပ်တွေကိုစီစဉ်ချတာအဲ့ဒီလိုအချိန်တွေမှာသူ့အတွက် energy အကောင်းဆုံးဖြစ်တယ်အဲ့ဒီအတွက်ကျွန်တော်တို့မှာလူတွေကတယောက်နဲ့တယောက်ကိုယ့်ရဲ့လုံနိုင်တဲ့စွမ်းအားကိုယ့်ရဲ့ energy level ကမတူပါဘူးအဲ့တော့မိတ်ဆွေအနေနဲ့မိတ်ဆွေဘယ်အချိန်တွေမှာကိုယ်အလုပ်လုပ်နိုင်ဆုံးလဲကိုယ့်အတွက်အကောင်းဆုံး energy ထွက်နိုင်လဲဆိုတာကိုပြန်လဲသုံးသပ်ကြည့်ဖို့လိုပါတယ်ကျွန်တော်ဆိုရင်မနေ့ကအစောမှာကျွန်တော်ရဲ့ energy ကအကောင်းဆုံးဖြစ်လေရှိတယ်အဲ့ဒီအတွက်ကျွန်တော်မနေ့ကအစောမှာလှုပ်ရှားရှိတာတွေလုပ်တယ်တစ်ချိန်တည်းမှာပဲစာဖတ်ခြင်းကိုလည်းမနေ့ကမှာပဲကျွန်တော်လှုပ်ဆောင်လေရှိပါတယ်အဲ့တော့ဒီဗီဒီယိုလေးကလည်းမိတ်ဆွေအတွက်အကျိုးရှိမယ်လို့ယုံကြည်ပါတယ်အကယ်၍အကျိုးရှိတယ်ဆိုရင် comment မှာ yes လို့ရေးခဲ့ပါဦးနောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့ပြန်ဆောင်ကြပါမယ်အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေ bye bye